သမဒတယောက်ဖြစ်ပြီးငွေကြီးရပေါင်းများစွာရှိတဲ့လူချမ်းသာကြီးကသူ့ဇနီးအလုတ်ကနေပြန်လာမဲ့ညအတွက်အံ့အားသင့်စရာလေးတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါကြောင့်သူကဘာနီဂေါဝတ်စုံတောင်ဝတ်ပြီးရိုမန်တစ်ဆန်တဲ့အလတ်စင်မှုတွေပန်းပွက်နဲ့ဝိုင်းနီတွေပြင်ဆင်ထားခဲ့တယ်။ဒါပေမဲ့သူမသိတာကသူ့ရဲ့ချစ်စရာမှတ်စုလေးကိုအကူညီတယောက်ကမတော်ရစမိန်းကလေးအတွင်းရေးမှုစီပို့မိလိုက်တာပဲ။မှတ်စုကိုမြင်ပြီးနောက်အတွင်းရေးမှုကသမဒကသူမနဲ့ချင်းတွေ့ချင်းတယ်လို့ထင်သွားခဲ့တယ်။မိမိကိုယုံကြည်လွန်ပြီးလှည့်စားတတ်တဲ့အတွင်းရေးမှုကတမင်ပဲလှုပ်ဖို့ကိုင်းဘက်တွေကို team building လုပ်မယ်ဆိုပြီးသမဒအိမ်ကိုခေါ်လာလိုက်တယ်။အဲ့ဒီလှုပ်ဖို့ကိုင်းဘက်အထွေစဲမှာသမဒရဲ့လှုပ်ဝတ်ထားတဲ့ဇနီးလဲပါဝင်နေခဲ့တယ်။အိမ်တကားရှေ့ရောက်သွားချိန် smart door lock ကဇနီးရဲ့မျက်နှာကို scan ဖက်ပြီးအလိုအလျောက်တကားဖွင့်သွားတယ်။လှုပ်ဖို့ကိုင်းဘက်တွေကချက်ချင်းတန်တရားနဲ့ကြည့်ကြတယ်။ဇနီးကသူမရဲ့အိမ်တော်ရေးလှုပ်ဝတ်ချက်ပေါ်ထွက်သွားမှစိုးရင်ပြီးအတွင်းရေးမှုဖွင့်လိုက်တာပါလို့မှုထားပြောလိုက်တယ်။အတွင်းရေးမှုကလည်းမိမိကိုပြသခြင်းလို့မဆိုင်မသွဲပဲဟုတ်တယ်ငါဖွင့်တာလို့ဝန်ခံပြီးအိမ်ရှိမလို့ပဲအားလုံးကိုအတွင်းသို့ဖိတ်ခေါ်လိုက်တယ်။အိမ်ထဲဝင်လိုက်ချိန်မှာ living room ထဲက romantic ဆန်နဲ့အလှစင်မှုတွေကြောင့်အားလုံးအံ့အားသွားကြတယ်။ပန်းပွင့်နဲ့ဝိုင်းနီတွေကိုမြင်ပြီးတမဒကအတွင်းရေးမှုအတွက်ပြင်ဆင်ထားတာလို့ထင်ကြတယ်။အဲဒါကြောင့်အတွင်းရေးမှုကအားလုံးရဲ့မနာလိုဖြစ်စရာအဓိကလူထည့်လာတယ်။ဇနီးကတော့သူမရဲ့ခင်ပွန်းအိမ်မရှိတာကြောင့်စိတ်ရှုပ်ထွေးနေတယ်။အမှန်မှာတော့တကားရှိကစူးညိုင်တန်းကြီးကြားတာနဲ့တမဒကသူဝစ်ထားတဲ့ထူးဆန်းတဲ့ဝစ်စုံကိုဝန်ထမ်းကြီးမြင်သွားမှစိုးလို့ရေချိုးခန်းထဲဝင်လောင်နေခဲ့တာပါ။အဲ့ဒီအချိန်မှာဇနီးကသူမရဲ့ကိုယ်ပိုင်ဓာတ်ပုံတစ်ပုံကိုစောက်ပွဲပေါ်မှာတွေ့လိုက်တယ်။သူမကအမြန်ပဲဓာတ်ပုံကိုမျက်နှာပြန်လှမ်းပြီးနောက်ွယ်မှာဖုံးကွယ်လိုက်တယ်။ဒါကိုမြင်လိုက်တဲ့အတွင်းရေးမှုကဘာလို့ဖုံးနေတာလဲတခုခုခိုးသွားတာလားလို့မေးခွန်းထုတ်လိုက်တယ်။ဘေးကလှုပ်ဖော်ကိုင်းဘတ်လေးကလည်းဇနီးကိုမထီမညိနဲ့ကြည့်နေကြလေ။ဒီလိုနဲ့လွဲမမှုမူသားနဲ့မနာလိုမှုတွေပေါင်းဆက်သွားတဲ့အခြေအနေကပုံမတင်းမှလာတော့မဲ့အရေးရောင်နဲ့ဇက်လန်းကဆက်လက်ဖြစ်ပေါ်လာမဲ့အခြေအနေကိုဖန်တီးထားတယ်။